အားလုံးပဲမင်္ဂလာပါဒီကနေ့ MTK CPU သုံးထားတဲ့ဖုန်းတွေဘယ်လိုမျိုးဖန်ဝဲရေးလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အခုပြောပြပေးမယ့်အနေနဲ့ကတော့ MTK device တွေတော်တော်များများဖန်ဝဲရေးရတာအဆင်ပြေတဲ့ Android 2ကိုပဲကျွန်တော်သုံးပါမယ်အဲ့တော့ Android 2ကိုဝင်လိုက်ရင်ကျွန်တော်တို့မီဆိုတဲ့စာမျက်နှာကိုတွေ့ရတယ်ကျွန်တော်တို့အထက်ကနေ Media Tab ကိုရွှေ့မယ် MTK Universal မှာကျွန်တော်တို့စကတာဆိုတဲ့ဘောက်လေးရှိတယ်အဲ့နေရာမှာကျွန်တော်တို့ဖန်ဝဲဖိုင်ရွေးပြရမယ် MTK ဖန်ဝဲဖြစ်တာကြောင့် MTK ဖန်ဝဲရဲ့စကတာတော့တက်ဖိုင်ကိုကျွန်တော်တို့ရှာပြီးတော့ထည့်ပေးရမယ်ဒီမှာကျွန်တော်တို့ share သူ့ရဲ့ CPU နံပါတ်နောက်ကစကတာတော့တက်ဖိုင်ပေါ့အမှကျွန်တော်တို့ဖန်ဝဲတွေကြာလာပြီကြာလာတဲ့အချိန်မှာကျွန်တော်တို့အမှန်ကြီးလေးတွေဖြုတ်တာထည့်တာတော့လူချင်းမင်းကြိုက်လို့လုပ်လို့ရတယ်ပြီးရတဲ့ကျွန်တော်တို့ flag ကိုနှိပ်မယ် waiting for တပတ်ရောက်မှကျွန်တော်တို့ကြိုးထိုးမယ်အချိန်မှာကျွန်တော်တို့ကြိုးထိုးတဲ့အချိန်မှာကျွန်တော်တို့ B-run သို့မဟုတ် B-loader ကိုခေါ်ပေးရမယ်ပြီးရတဲ့ကျွန်တော်တို့ဖန်ဝဲရေးနေပြီနောက်ဒီမှာကျွန်တော် Android 2ကိုသုံးထားတယ် MTK device တော်တော်များများက FV Flat 2နဲ့ရေးလဲရတယ်သို့တော့ကျွန်တော်တို့ Android 2မှာ one click function တွေအများကြီးပါတာဖြစ်တဲ့အတွက် Android 2နဲ့ပဲပြပေးထားခြင်းဖြစ်တယ်အခုဆိုရင်သူ super ကိုရေးနေတယ်ဒါဖန်ဝဲရေးပြီးသွားပြီဖန်ဝဲရေးလို့ကြာတဲ့ချိန်က4မိနစ်49စက္ကန့်ရှိရယ်ဒါဆိုသူဖုန်းကကျွန်တော် power ပွင့်လာပါပြီဒီမှာ Android 2ရဲ့အသားချက်ကတော့ဖန်ဝဲရေးပြီးသွားတာနဲ့သူဖုန်းက power ပွင့်လာတယ်ကျွန်တော် FV Flat 2နဲ့ရေးတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဖန်ဝဲရေးပြီးသွားရင်ကျွန်တော်တို့ power မပွင့်ပါဘူး power clock ကိုနှိပ်ပြီးတော့ power ဖွင့်ပေးရပါတယ် Android 2မှာကျတော့ကျွန်တော်တို့ဖန်ဝဲရေးပြီးသွားတာနဲ့auto power ပွင့်လာပါတယ်လောက်ပါပဲဒါဖန်ဝဲရေးခြင်းပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်